ခုထိစိတ်လှုပ်ရှားနေပါ deadline လေးဆိုတော့အရင် fight လုပ်ခဲ့ရအောင် ဟုတ်ကဲ့ရင်ခုန်နေပါပြီဗျ ဟုတ်ရင်ခုန်ပါရှင် မင်္ဂလာပါရှင်အခု NCC Global Exam ဖြေရနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက် interview လေးလုပ်ချင်လို့အချိန်ပေးလို့အဆင်ပြေမလားရှင် ဟုတ်ကဲ့ရပါတယ်ဗျ အဆောင်ပွဲကန်းနဲ့ထွက်လာပြီးတော့အခုဘယ်လိုမျိုးလေးခံစားနေရလဲရှင် လွတ်လပ်ပေါ့ပါသွားတယ်ပေါ့နော်ဟုတ် ဟိုဒီစာမေးပွဲက assignment ပါဝင် exam ဆိုလို့ရှိရင်2လကျော်လာကိုပြင်ဆင်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုပြီးသွားတဲ့အတွက်အရင်ပေါ့ပါတယ်လို့ခံစားရပါတယ်ရှင် ခုထိစိတ်လှုပ်ရှားနေပါ exam paper မှာမမျှော်လင့်ထားတဲ့မေးခွန်းမျိုးတွေပါခဲ့လားပါခဲ့လို့ရှိရင်ရောဘယ်လိုမျိုးလေး handle လုပ်ခဲ့လဲရှင် ကျွန်တော်ကတော့အတက်နိုင်ဆုံးအကောင်းဆုံးတော့ဖြေခဲ့တယ်ပေါ့နော်ဟုတ် ဟိုဒီမမျော်လင့်တဲ့မိကောဆိုလို့ရှိရင်ဒီ computer system ဒီနေ့ဖြစ်လာတဲ့ဘာသာမှာအများကြီးပါတယ်လို့ထင်ပါတယ်ဒါပေမဲ့ဒီ slide တွေကို PowerPoint slide တွေကိုလည်းအများကြီးပြန်ကြည့်ခဲ့ပြီးတော့သိချင်တဲ့ extra question တွေကိုလည်းအများကြီးရှာခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီ real life scenario နဲ့ချိန်ပြီးတော့ဖြစ်ခဲ့တယ်လို့ထင်ပါတယ် exam မတိုင်မီဖြေနိုင်မှုအတွက်ဘယ်လိုမျိုးပြင်ဆင်မှုတွေလုပ်ခဲ့လဲရှင် အမှန်တမ်းပြောလို့ရှိရင်အခုက first semester ဖြစ်တဲ့အတွက်ကြောင့်မို့လို့ exam preparation နဲ့ပတ်သက်ပြီးတော့ knowledge ကလည်းတိတ်မရှိခဲ့ဘူးဒါကြောင့်မို့လို့ assignment စတော့မှပဲအကုန်လုံး research လုပ်ပြီးတော့စဖြစ်ခဲ့တယ်အဲကြောင့်မို့လို့ဒီ deadline လေးဆိုလည်းအရင် fight လုပ်ခဲ့ရတာပေါ့နော်ဒါပေမဲ့လည်းတိတိကျကျလေးဒီ deadline မိဖြစ်အောင်တော့ research ရောဒီ memorize လုပ်တဲ့အပိုင်းရောဒီစာပြင်ဆင်ဖြစ်ခဲ့တယ်လို့ထင်ပါတယ် ဒီ line ကျွန်တော်တို့ဒီညလုံးဝဥစားကြည့်ရတယ်တငယ်ချင်းတွေနဲ့အတူတူစာလုပ်တာမျိုးတွေအဲ့လိုမျိုးတော့ preparation လုပ်ခဲ့ရပေါ့နော်ဟုတ်ကဲ့ပါ ကိုယ့်ရဲ့စ조사အထောက်မှုအတွက်ကောကျေနပ်မှုရှိလားရှင် အရင်တော့ကျွန်တော်ဂျင်းနေမှုတော့မရှိဘူးခင်ဗျဒီထက်ပို့ပြီးတော့ကြိုးစားရလို့ရှိရင်တော့ဒီထက်ပိုကောင်းတဲ့အမှတ်ရနိုင်သေးတယ်လို့ကျွန်တော်ထင်ပါတယ်ဗျဟုတ် ရှိပါတယ်ဒါပေမဲ့နောက် semester ကြာလို့ရှိရင်တော့အစားအနေစားရောစာတီချလိုက်လို့ဖို့တော့နည်းလေးပို့ပြီးတော့အာရုံစိုက်မိတယ်လို့ထင်ပါတယ်ရှင် result တွေအတွက်ကောရင်ခုန်နေပြီလား ဟုတ်ရင်ခုန်နေပါဗျ ဟုတ်ကဲ့ရင်ခုန်နေပါပြီဗျ ဟုတ်ရင်ခုန်ပါတယ်ရှင် NCC program ကိုတက်ရောက်နေတဲ့ junior student တွေအတွက်ကောဘယ်လိုမျိုးအကြံဉာဏ်လေးပေးရှင်လဲရှင် ဒီ NCC program ကကြတော့ဒီ external research တွေအများကြီးလုပ်ဖို့လည်းလိုအပ်တယ်အကယ်၍ဒီဆောင်းဝဲမှာကောင်းကောင်းပြင်နိုင်ခြင်းနဲ့ပြီးတော့ master ကောင်းကောင်း master ဖြစ်ခြင်းနဲ့ကိုလေ့လာနေတဲ့ဘာသာရပ်ကိုကောင်းကောင်း master ဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီနှစ်စကရဲကဒီချိန်နဲ့ကောင်းကောင်းစာလိုက်လုပ်ပြီးတော့ research တွေကိုလည်းများများလုပ်ဖို့အတွက်ကြံပေးချင်ပါတယ်ရှင် ဆရာမရဲ့တင်သွားတဲ့ lecture တွေ foundation စပြီးတော့တေချာnote တွေလိုက်မှတ်ထားပါလို့တော်တော်များအသုံးဝင်ပါတယ်လို့ပြောချင်ပါတယ် ဟုတ်အခုလိုမျိုးဖြေဆိုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် exam result တွေလည်းကောင်းပါစေလို့ဆုတောင်းပေးပါရရှင် base နဲ့ပြပါစေဗျ